Hello မီနီကက်ချန်ကနေကြိုဆိုပါရစေဒီနေ့တော့ချင်းမိုက်မှာဖွင့်ထားတာမကြသေးတဲ့ IKEA ဆိုင်လေးကိုတွားကြည့်မလို့လိုက်ခဲ့ကြပါအောင်နော်အိမ်မှာပစ္စည်းတင်စရာစင်လင်းလိုတာနဲ့ဝယ်ခဲ့လိုက်ပါတယ်ပစ္စည်းကတော့နောက်တစ်ပတ်မှပြန်လာယူရမှာပါပြောစရာဆိုလို့ဒီဆိုင်ကကျင်းလို့မီကိုရိုင်းငွေရှင်းရတဲ့ကောင်တာတွေမှာလူတွေပြုံတိုးနေရတာတော့ရှိပါတယ်မှာထားတဲ့စင်အခြေအနေကိုတော့ရောက်လာမှပဲပြတော့မယ်နော်ဘိုင်ဘိုင်